ဒီလူကဒေါ်လာ9တန်းတန်ရွှေပြားကိုဆာလာဖြူရစ်အက်ဆစ်ထဲထည့်လိုက်တယ်။အဲ့ဒီနောက်ရွှေရောင်တွေတဖြည်းဖြည်းလွင့်ပြဲသွားပြီးတန်မိုးမရှိတဲ့တန်များဖြစ်သွားတာပေါ့။ဘေးကတထေးသားကလည်းတော်တော်လေးဒေါသထွက်သွားပြီးတန်မိုးမရှိတာကိုဝယ်ခိုင်းရမလားဆိုပြီးသူ့ရဲ့ညံ့ဖျင်းတဲ့ရှေးဟောင်းပစ္စည်းအကဲဖြတ်တိုင်ကိုအပြစ်တင်มาတော့တယ်။အဲ့ဒီနောက်ဒီလူကအဲ့ဒီတန်တိုတန်စကိုတထေးသားစီကနေဒေါ်လာ1000နဲ့ပြန်ဝယ်လိုက်တယ်။သူ့ရီစားကတော့ဒီလိုလောက်တာကိုနားမလည်နိုင်ဖြစ်နေတာပေါ့။ဒါပေမဲ့ဒီလူကတော့ဒီတန်ပြားဟာနောက်ပိုင်းကျရင်ယတနာတိုက်ကြီးဖြစ်လာလိမ့်မယ်လို့ပြောခဲ့တယ်။ဒီအချိန်မှာပဲလေလံပွဲရဲ့ဒုတိယမြောက်ပစ္စည်းကိုစတင်ရောင်းချပါပြီ။ဒုတိယမြောက်ပစ္စည်းကတော့ရိုးရိုးတစ်တာတလုံးပါဒီတစ်တာကိုဘယ်သူမှဖွင့်မရခဲ့ကြသလိုအဖွင့်ဈေးကလည်းဒေါ်လာ3သိန်းဖြစ်နေပါတယ်။တထေးသားကတော့ဒါဟာအတာမန်တစ်တာပြက်တစ်လုံးပဲလို့ထင်နေတာပါ။အတွင်ပြင်းရောပစ္စည်းမျိုးစားပါထူးခြားတာဘာမှမရှိဘူးလေ။ရှေးဟောင်းပစ္စည်းအကဲဖြတ်တိုင်ကိုယ်တိုင်ကပါဒါဟာတန်မိုးမရှိဘူးလို့ယူဆပြီးဘယ်သူမှလေလံမဆွဲဖို့အကြံပြုခဲ့ပါတယ်။ဒါပေမဲ့ဒီလူကတော့ထူးခြားချက်ကိုမြင်သွားပုံရပြီးချက်ချင်းပဲဒေါ်လာ9သိန်းနဲ့လေလံဆွဲလိုက်တယ်တထေးသားကတော့တစ်တာပြက်တစ်လုံးကိုဒေါ်လာ9သိန်းတောင်ပေးရမလားဆိုပြီးဒီလူကိုအယူလိုရေမောပါတော့တယ်ဒီလူရဲ့ရီးစားကိုယ်တိုင်ကလည်းလေလံမဆွဲတင်ဘူးလို့ထင်နေတာပါလေလံပွဲထဲမှာတခြားဘယ်သူမှလေလံမပြိုင်ကြတာကြောင့်ဒီလူပဲတစ်တာကိုအောင်မြင်စွာဝယ်ယူနိုင်ခဲ့ပါတယ်အဲ့ဒီမှာရှိနေတဲ့သူအားလုံးကသူ့ကိုဝိုင်းရကြတာပေါ့ဒါပေမဲ့ဒီလူကတော့ခုနကဝယ်ထားတဲ့တန်များကိုယူပြီးစင်ဘောကိုချက်ချင်းလျှောက်သွားခဲ့တယ်ပြီးတော့တန်များကိုတစ်တာလေးထည့်လိုက်တဲ့အခါတစ်တာဟာချက်ချင်းပွင့်သွားပြီးအထဲကနေဓာတ်တစ်ချောင်းထွက်လာပါတော့တယ်အကဲဖြတ်ပညာရှင်ကဓာတ်တစ်ချောင်းကိုချက်ချင်းကောက်ယူပြီးတေချာစစ်ဆေးကြည့်လိုက်တဲ့အခါဒါတွေဟာရှေးခေတ်အေဂရစ်မင်းမြတ်တွေရဲ့ဓာတ်တွေဖြစ်နေတာကိုသိလိုက်ရတယ်တစ်ချောင်းစီကိုဒေါ်လာတန်100တန်ကြီးရှိတာမို့လူတိုင်းအလွန်မင်းတုံ့လောက်သွားကြတာပေါ့လူတိုင်းကဒီလူရဲ့ရှေးဟောင်းပစ္စည်းအကဲဖြတ်နိုင်စွမ်းကိုအံ့ဩနေကြတော့မှပဲလေလံပွဲကမြေရုပ်ထုကိုစတင်ရောင်းချပါခဲ့တယ်ဒီလူဟာဒီပစ္စည်းကိုစောင့်နေတာကြာလာပြီမို့ချက်ချင်းပဲဒေါ်လာ9တန်းနဲ့ဝယ်ဖို့လေလံဆွဲလိုက်တယ်တထေးသားကလည်းဒါဟာတန်ဖိုးရှိတဲ့ပစ္စည်းဖြစ်နိုင်တယ်လို့ရိပ်မိသွားပြီးဒေါ်လာ6တန်းနဲ့ချက်ချင်းလေလံလိုက်ဆွဲပါတော့တယ်အဲ့ဒီနောက်သူတို့နှစ်ယောက်ဈေးတွေအပြိုင်ဆိုင်တိုးမြင့်ခဲ့ကြပေမဲ့ဒီလူကချက်ချင်းပဲလေလံဆွဲတာကိုရက်လိုက်တယ်ဒါကတထေးသားကိုနည်းနည်းတော့လန့်သွားစေတာပေါ့တန်ဖိုးမရှိတဲ့ပစ္စည်းဖြစ်နေမှာကိုစိုးရိမ်သွားပြီးဆက်မပြန်ရဲတော့ဘူးလားဆိုပြီးဒီလူကိုလောင်ပြောင်ပါတော့တယ်အဲ့ဒီအချိန်မှာပဲဒီလူကရုတ်တရက်ထွက်ပြီးဒေါ်လာ10တန်းနဲ့ထပ်မံလေးလံဆွဲကမြင်းကိုအောင်မြင်စွာဝယ်ယူနိုင်ခဲ့ပါတယ်တထေးသားကတော့အတုအယောင်တစ်ခုကိုဒေါ်လာ10တန်းတောင်ပေးဝယ်ရမလားဆိုပြီးဒီလူကိုရေမောနေတော့မှပဲဒီလူကဘေးကဓာတ်ကိုကောက်ကင်ပြီးဝေ့ရမ်းလိုက်တဲ့အခါမြင်းရဲ့ပိုက်ထဲကနေရွှေပဲစေးတွေအမြောက်များရှမ်းထွက်လာပါတော့တယ်အကဲဖြတ်ပညာရှင်ကစစ်ဆေးကြည့်လိုက်တော့ရွှေပဲစေးတိုင်းမှာအထူးသီးသန့်ပုံစံဖော်ထားတာကိုတွေ့ရပြီးဒါကရွှေပဲစေးတစ်စေးချင်းစီဟာတန်မိုးကြီးရှေးဟောင်းပစ္စည်းတွေဖြစ်တယ်ဆိုတာကိုသက်သေပြနေတာပဲဖြစ်ပါတယ်